လာပါရှင်အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ DBBS Smarter Season လေးကနေပြီးတော့မှပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီ season လေးကဆိုရင်တော့လူငယ်တွေအတွက်ဒီပညာရေးနဲ့ဆိုင်တဲ့ဘုသူတတွေပညာရေးနဲ့ပတ်သက်တဲ့အခွင့်အလမ်းတွေအကြောင်းနောက်ပြီးတော့မှဒီပညာရေးနဲ့ပတ်သက်တဲ့ရည်တည်ချက်တွေအကြောင်း scholarship တွေအကြောင်းကိုအပတ်စဉ်တိုင်းမှာမျှဝေတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ဒီကာလထဲမှာဆိုလို့ရှိရင်လူငယ်တွေဟာအကြောင်းမျိုးမျိုးကြောင့်ပညာရေးကိုရန်နာလိုက်ရတဲ့အနေအထားတွေရှိတယ်ပြီးတော့ဒီကိုယ်နိုင်ငံပေါ့နော်ပြည်တွင်းထဲမှာအခြေချလို့မရတော့တဲ့လူငယ်တွေရှိတယ်ဆိုတော့ဒီလူငယ်တွေကိုဒီ study pathway ပေါ့နော်ပညာရေးလမ်းကြောင်းကနေပြီးတော့မှတဆင့်ကိုဘွားရဲ့ဒီရည်တည်ချက်နဲ့ပတ်သက်တဲ့လမ်းကြောင်းသစ်ပေါ့နော်ဒီလမ်းကြောင်းသစ်ကိုဘယ်လိုလျှောက်လိုက်ရမလဲဒီဘယ်လိုကိုယ့်ရဲ့လမ်းကြောင်းသစ်ဘယ်လိုဖောက်ရမလဲဆိုတဲ့အကြောင်းအရာတွေကိုကိုယ့်ရဲ့အတွေ့အကြုံကနေတဆင့်ဒါဒီကိုယ့်ရဲ့အခက်အခဲတွေကနေတဆင့်မျှဝေပေးနေတဲ့လူငယ်တယောက်ဖြစ်တဲ့ညီမလေး Crystal ကိုဖိတ်ခေါ်ထားပါတယ်ဒီ debate ရဲ့ Smarter Season လေးမှာဆိုလို့ရှိရင်တော့ဒီ New Zealand နိုင်ငံကိုပညာရေးနဲ့ပဲဖြစ်ဖြစ်အလုပ်ကိုင်လမ်းကြောင်းနဲ့ပဲဖြစ်ဖြစ်တွားရောက်ချင်တဲ့လူတွေတွားချင်တဲ့လူတွေကိုဒါကိုယ့်ရဲ့ဒီနယူးဇီလန်နိုင်ငံမှာပညာရေးအခြေအနေတွေဘယ်လိုရှိလဲဒီအလုပ်ကိုင်နဲ့ပတ်သက်တာတွေဘယ်လိုရှိလဲဆိုတဲ့အကြောင်းအရာတွေရည်တည်ချက်နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုညီမလေး Crystal ကိုမေးမြန်းသွားမှာဖြစ်ပါတယ်ဆိုတော့ညီမလေးမင်္ဂလာပါမင်္ဂလာပါမကြီးဟုတ်ကဲ့ပါအရင်ဆုံးကိုမိတ်ဆက်ပေးပါအောင်နော်ဟုတ်ကဲ့မင်္ဂလာပါခရစ်စတေကအခုနယူးဇီလန်မှာအလုပ်လုပ်နေပြီးတော့မှနယူးဇီလန်နဲ့ပတ်သက်တဲ့study pathway တွေနဲ့အလုပ်ကိုင်ခွင့်လန်းတွေကို sharing လုပ်ပေးနေတဲ့ content creator တယောက်လည်းဖြစ်ပါတယ်ခရစ်စတေ page နာမည်ကတော့ WhatsApp with Crystal လို့ခေါ်ပါတယ် Hello people manual labor job တွေကနယူးဇီလန်ကိုလာရောက်အခြေချနေထိုင်ခြင်းတဲ့သူတွေအတွက် visa ရနိုင်လားဆိုတဲ့မေးခွန်းကိုဆက်ပြီးတော့ပြပြပေးပါမယ်ဟုတ်ကဲ့ပါဆိုတော့ Crystal ရဲ့ page လေးကဒါဘယ်လိုရည်ရွယ်ချက်လေးတွေရှိလဲဘယ်လိုမျိုးစပြီးတော့မှဒါလေးကိုစဉ်းစားမိရလဲဒီ content တွေရောဘယ်လို idea တွေနဲ့ဒီချပြဖြစ်လဲဒါလေးရင်ပြောပြပေးပါအောင်ဟုတ်ကဲ့Crystal ဒီ page လေးကိုစပြီးတော့လုပ်ဖြစ်တဲ့ရည်ရွယ်ချက်ကတော့ Crystal တို့လူမျိုးနိုင်ငံပြောင်းချင်တဲ့လူငယ်လေးတွေအတွက်ပေါ့နော်အဓိကထားရည်ရွယ်ပြီးတော့မှ Crystal page လေးကိုစလုပ်ဖို့အတွက်အကြံရခဲ့ပေါ့အရင်တော့ကတော့ Crystal personal account နဲ့ပဲဒီ New Zealand ကိုလာချင်တဲ့သူတွေjoin ထားတဲ့ group ရှိတယ် group ထဲမှာပဲ sharing လုပ်ပြီးဖြစ်တယ်ကိုကြုံတွေ့ရတဲ့အခက်အခဲတွေကိုပြပြပေးဖြစ်တယ်အဲ့ဒီကနေမှတဆင့်ငါတို့ page လေးနဲ့ share လိုက်လို့ရှိရင်တခြားသူတွေပေါ့နော်လာဖို့စဉ်းစားနေတဲ့သူတွေမဆုံးဖြတ်ရသေးတဲ့သူတွေပို့ပြီးတော့ထင်သာမြင်သာရှိသွားမယ်experience sharing ဆိုတာလည်းကြုံတွေ့ဖြတ်သန်းမှုတဲ့သူကပြောပြတဲ့အခါကျတော့မှပဲတခြားစဉ်းစားနေတဲ့သူတွေကနေပြီးဒီလိုဒီအကြောင်းတွေရှိပါလားဆိုတာကိုသိခွင့်ရမယ်ပေါ့နော်အဲ့ဒီရည်ရွယ်ချက်လေးနဲ့ဒီ page လေးကိုစပြီးတော့လုပ်ခဲ့ခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီ page လေးကနေပြီးတော့မှဒီလူငယ်တွေအများဆုံးမေးရတဲ့မေးခွန်းကဘာဖြစ်မလဲဒီနယူးဇီလန်ကို study pathway ပေါ့နော်ဒီပညာရေးလမ်းကြောင်းကနေလာမယ်ဆိုလို့ရှိရင်ဒီလိုလူငယ်တွေအများဆုံးမေးရတဲ့မေးခွန်းတွေကရောဘာဖြစ်မလဲသူတို့အများဆုံးလုပ်တတ်တဲ့အမှားတွေကရောဘာတွေဖြစ်မလဲဟုတ်ကဲ့ Crystal page မှာဆိုလို့ရှိရင်ကြောင်းတက်ချင်တဲ့လူငယ်လေးတွေများသောအားဖြင့်လာပြီးတော့မေးကြတယ်သူတို့မေးတတ်တဲ့မေးခွန်းတွေကအကြောင်းဘယ်လိုရွေးချယ်ရမလဲပြီးတဲ့အခါမှာအကြောင်းရွေးချယ်တဲ့အခါမှာဘာတွေကိုစဉ်းစားရမလဲပေါ့နော်ဒီလိုမျိုးမေးခွန်းတွေမေးတတ်ကြရပေါ့ခရစ်စတယ်ပြောချင်တာကကိုကအကြောင်းတက်ဖို့စဉ်းစားပြီးဆိုလို့ရှိရင်ကိုတက်ချင်တဲ့ level ကိုအဓိကထားပြီးတော့စဉ်းစားဖို့အကြံပေးဖြစ်တယ်ကိုက bachelor တက်ချင်တာလားကိုက master တက်ချင်တာလားဒါမှမဟုတ်ကိုက PhD တက်ချင်တာလားအရင်ဆုံးစဉ်းစားရမယ်စဉ်းစားပြီးတဲ့အခါကျတော့မှကိုကဘယ် career pathway ဘယ် course ကိုတက်ချင်တာလဲကိုတက်ချင်တဲ့ဟာ banking and finance ကိုတက်ချင်တာလား engineering ကိုတက်ချင်တာလား course ကိုရွေးချယ်ခိုင်းတယ်ရွေးချယ်ပြီးတဲ့အခါကျတော့မှကိုကဒီ New Zealand မှာရှိတဲ့ဘယ်အကြောင်းတွေကဒီ course ကို offer လုပ်လဲဆိုတာကိုရှာဖွေရမယ် research လုပ်ရမယ် research လုပ်ပြီးတဲ့အခါမှာရလာတဲ့အကြောင်းတွေကိုအကုန်လုံးကို Crystal ရှောက်ဖို့အတွက်အကြံပေးဖြစ်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုရင်တချို့အကြောင်းတွေကကြတော့ offer ပေးတာ course တွေက120 credits တစ်နှစ်တက်ရတဲ့ course မျိုးနဲ့ offer ပေးကြတယ်ဒါပေမဲ့တချို့ကျောင်းတွေက180 credits တစ်နှစ်ခွဲတက်ရတဲ့ course ကို offer ပေးကြတယ်ပေါ့နော်ဒီ offer ပေးလာတဲ့ course တွေကမှကိုယ့်ရဲ့ financial ဘိုင်းကိုကြည့်ရမယ်ကိုကဘယ်လောက်ထိပတ်စံငွေကြေးကျောင်းလာကတက်နိုင်လဲပြီးတဲ့အခါမှာကိုဘယ်လောက်အချိန်ပေးနိုင်မလဲပြီးကိုဘယ်မျိုးမှာသွားပြီးတော့ကျောင်းတက်နိုင်လဲဒါမျိုးတွေထည့်ပြီးတော့စဉ်းစားရမယ်နော် and အများဆုံးလူငယ်လေးတွေအများဆုံးမှားတတ်တဲ့အမှားကိုပြောရမယ်ဆိုရင်ကျောင်းရွေးချယ်တဲ့အခါမှာများသောအားဖြင့်မှားတတ်ကြတယ်ခရစ်စတယ်တို့ငယ်ငယ်တုန်းကလည်းဒီလိုမျိုးမှားခဲ့ပြီးတယ်အဲ့ဒါဘာလဲဆို course ရွေးချယ်တဲ့အခါမှာကိုတက်ချင်တဲ့ဟာကိုဦးစားမပေးဘဲနဲ့သူများကဘာတက်လဲသူများကဘာလုပ်လဲပြီးတဲ့အခါမှာဥမာ agent က recommend ပေးတဲ့ course မလို့ဒီ course ကိုရွေးချယ်လိုက်တာမျိုးဥမာတကယ်ချင်းကဒီကျောင်းမှာတက်လို့ဒီကျောင်းကိုလိုက်တက်တာမျိုးဒါမျိုးကတော့အများဆုံးမှားတတ်တဲ့အမှားလို့ပြောရမယ်ခရစ်စတယ်တို့ငယ်ငယ်တုန်းကဆိုလို့ရှိရင်လည်း
စီမပေါ်လီစတက်တယ်ဆိုရင်မိဘရွေးချယ်ပြီးတဲ့ course ကိုကိုကတက်ခဲ့တယ်တကယ်တမ်းကိုစိတ်ဝင်စားတာဒီ course မဟုတ်နေခဲ့ဘူးဆိုတော့ဒီလိုမျိုးလေးတွေကြုံတွေ့လာတဲ့အခါမှာခရစ်စတန်လူငယ်လေးတွေခရစ်စတန်ညီမလေးအရွယ်လေးခရစ်စတန်မောင်လေးအရွယ်လေးရှိကြတယ်သူတို့အကြံဉာဏ်ပေးချင်တာကိုဘာလုပ်ချင်ကိုဘာစိတ်ဝင်စားလဲအဲ့ဒါကိုတေချာသိနားလည်အောင်လုပ်ပြီးတော့မှကိုစိတ်ဝင်စားတဲ့ course ကိုပဲကျောင်းတက်ဖို့ရာကျောင်းလျှောက်ဖို့ရာအတွက်ကိုခရစ်စတန်အဓိကထားပြီးတော့အကြံပေးချင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဒီမြန်မာနိုင်ငံရဲ့ပညာရေးနဲ့ဒီနယူးဇီလန်ရဲ့ပညာရေးနဲ့ရောဘယ်လိုမျိုးတွေကွာခြားချက်ရှိလဲဟုတ်ကဲ့မခရစ်စတန်တို့အခုလောလောဆယ်နယူးဇီလန်မှာရှိနေတော့ဆိုရင်ခရစ်စတန်အမျိုးသားကသူကကျောင်းတက်တယ်မာစတာတက်တယ်ဆိုတော့သူမာစတာတက်ပြီးသွားတဲ့အခါမှာကျောင်းကနေပြီးတော့သူရဲ့ alumni connection တွေရမယ်ပြီးတဲ့အခါမှာကျောင်းမှာ career fair တွေရှိတယ်ဒီ career fair တွေကနေမှတစ်ဆင့်အလုပ်လာခေါ်တဲ့ company တွေနဲ့ချိတ်ဆက်ပေးရမျိုးတွေလည်းရှိတယ်ဒါမဲ့ဒါကကျောင်းတိုင်းလားဆိုတော့နယူးဇီလန်မှာရှိတဲ့ကျောင်းတိုင်းတော့လည်းမဟုတ်ဘူးတချို့ကျောင်းတွေမှာပဲဒီလိုမျိုးလုပ်ပေးတတ်တယ်ပေါ့နော်ဆိုတော့ပြီးတဲ့အခါမှာနယူးဇီလန်ကတချို့ကျောင်းတွေမှာဆို internship program တွေရှိကြတယ်ဒီ internship program တွေကနေမှတစ်ဆင့် full time job ကျောင်းပြီးသွားတဲ့အခါမှာ full time job offer ရသွားတဲ့ opportunity မျိုးတွေလည်းရှိတယ်ပေါ့နော် and ခရစ်စတန်ကဗမာပြည်ကကျောင်းနဲ့ပြောရမယ်ဆိုရင်တော့ဗမာပြည် university မှာတော့ဒီလို internship program မျိုးတွေခရစ်စတန်မကြားဘူးခဲ့ဘူးပေါ့နော်ဆိုတော့ဒါကတော့ဗမာပြည်နဲ့နယူးဇီလန်ရဲ့ပညာရေးဒီ university ကကွာခြားမှုလို့ခရစ်စတန်ပြောရမှာပေါ့ပြီးတဲ့အခါမှာဒီကျောင်းတက်နေစဉ်ကာလမှာဆိုရင်အခု2026ရဲ့ rules အရပေါ့နော်ကျောင်းသားတွေကတစ်ပတ်ကို25နာရီ part time လုပ်ခွင့်ရရှိတယ်ပေါ့နော်ဆိုတော့ဒီ part time ကနေလေကျောင်းသားကနေပြီးတော့ဒီအလုပ်ခွင့်မဝင်ခင်မှာကိုယ်မှာရှိတဲ့ soft skill တွေကိုသိလာသင်ခွင့်လန်းနေရရှိနိုင်တယ်လို့ကျောင်းတက်နေစဉ်မှာကိုယ့်ရဲ့ living expense ကိုကာကွယ်ဖြစ်ဖို့အတွက်ပေါ့နော်အချိန်ပိုင်းအလုပ်လုပ်ခွင့်လည်းရရှိနေပေါ့ဒါတော့အခု New Zealand ရဲ့ဒီကျောင်းသား life အခြေအနေလေးဖြစ်နေပေါ့နော်ခရစ်စတန်အလုပ်စရှာတဲ့အချိန်မှာခရစ်စတန်ရဲ့ profession က banking and finance profession ဖြစ်တယ်ဆိုတော့ဒီရောက်တော့လေအဲ့ဒီ profession မှာပဲအလုပ်ရှာပေမဲ့အဲ့ဒီရောက်ချင်းအချိန်မှာခရစ်စတန်ကန်ထားတာကတစ်နှစ်work visa ကိုကန်ထားတာဘာဖြစ်လဲဆိုတော့ခရစ်စတန်အမျိုးသားက master ကျောင်းတက်တာသူ့ရဲ့ student visa တစ်နှစ်ပဲဖြစ်တဲ့အတွက်ကြောင့်ပါနာလည်းသူနဲ့တက်ပြထားတဲ့အတွက်တစ်နှစ် work visa ပဲရတယ်ပေါ့နော်ဆိုတော့ဒီတစ်နှစ် work visa နဲ့ဒီကို banking industry ကတိတ်ပြီးတော့အလုပ်မခန့်ချင်ကြဘူးအဲ့အတွက်ခရစ်စတန် banking မှာ interview အောင် invite မရခဲ့ဘူးဆိုတော့ဒီအချိန်ဒီမှာခရစ်စတန်တခြား option တွေထည့်သွင်းစဉ်းစားရတယ်တခြားအလုပ်တွေကိုထည့်ပြီးတော့ရှောက်ရတယ်ဆိုတော့ဒါကတော့ခရစ်စတန်မမျှော်မှန်းထားတဲ့အရာလို့ပြောရမှာပေါ့ကိုကလည်းဒီအလုပ်နဲ့လုပ်နေကြအလုပ်နဲ့ပဲအလုပ်မှာလူချင်းခဲ့တယ်ဒီ banking အလုပ်ကိုပဲလုပ်ချင်တယ်ဒါပေမဲ့သူတို့ဘက်က visa အခြေအနေတွေကိုထည့်သွင်းစဉ်းစားရတယ်ပေါ့နော်ဒါတော့ visa ကြောင်းလို့ပြောရမယ်လောက်ရှာတဲ့အခက်အခဲပိုင်းတစ်ပိုင်းပဲနောက်တစ်ခုကကြတော့ culture shock လို့လည်းပြောရမယ်ပေါ့ဒီနိုင်ငံရဲ့ work culture ကအရင် slow ဖြစ်တယ်အလုပ်ငှားတဲ့ hiring process တွေကလည်း very slow ဖြစ်တယ်အဲ့အတွက်ကိုကအလုပ်ရှောင်နေတဲ့အခါမှာစိတ်ရှိရမယ်ပြီးခံရမယ်ပြီးလို့ရှိရင် resilient ရှိရမှာပေါ့နော်ဒီစရာအဲ့ဒါကိုလည်းတခြားလာဖို့စီစဉ်ထားတဲ့သူတွေကိုအဓိကထားပြီးတော့ပြောပြချင်တယ်ကိုက3-4လရှောက်ရပြင်တယ်လို့ဟိုဘက်က reply ပြန်လာတာတွေကနည်းနည်းကြာနေမယ်ပေါ့နော်ကိုရှောက်ထားပြီးတာကလွန်ခဲ့တဲ့3လလောက်ကအဲ့တော့မှသူတို့ကနေပြီးတော့ကိုပြန်ပြီးတော့ email ပြန်ပို့တာမျိုး interview schedule လုပ်တာမျိုးအဲ့လိုမျိုးတွေနှေးတာမျိုးတွေရှိနေပေါ့အဲ့တော့လာဖို့စီစဉ်ပြီးသွားတဲ့သူတွေဆိုလို့ရှိရင်လည်းဒီအလုံးရှာရမယ် time frame လေးမှာပေါ့နော်ကိုယ့်ရဲ့ financial ကိုbackup plan ထားဖို့အတွက်ကိုလည်းဒီဆက်ရနေပြီးတော့ပြပြပြီးချင်ပါတယ်Crystal blog တွေထဲမှာဆိုလို့ရှင်ပြောထားရလဲတွေ့ရလေ Crystal တုန်းကတော့ဒီအလုပ်ရတာဒါနှစ်တွင်မှာဘယ်လိုမျိုးတွေဖြစ်ခဲ့တယ်ဒီနောက်တက်လာတဲ့လူတွေကြတော့ငါတို့ကြတော့ဒီလိုမဟုတ်ဘူးသူကြတော့ဒီလိုမျိုးဒါက तू ကဘာလို့ဒီလိုပြောတာလဲပေါ့နော်ချို့ဆိုလို့ရှင်ဒါကိုမှန်းချက်နဲ့နှမ်းထွက်မကိုက်တဲ့လူတွေရှိတယ်ဆိုတော့ဒီလူတွေအတွက်ဆိုလို့ရှင်ရော Crystal ဘာပြောချင်လဲဟုတ် Crystal blog တွေထဲမှာဆိုပြောပြတယ် Crystal တစ်နှစ်ခွဲနှစ်နှစ်မပြည့်ခင်မှာပဲ job offer job interview လေးခုရတယ်ဒီ job interview လေးခုကနေပြီးတော့ offer လေးခုရတယ်အဲ့ဒီက3ခုကိုပဲဖြစ်စေအလုပ်လုပ်ခဲ့ပေါ့ဆိုတော့တော်တော်များများကိုကဒီ influencer တယောက်အနေနဲ့ blogger တယောက်အနေနဲ့ sharing လုပ်တဲ့အခါမှာထင်ကြမယ်သူက social comparison ဆိုတာလုပ်ကြတယ်ဟာသူကတော့အလုပ်တွေရတယ်ငါကတော့အလုပ်မရဘူးသူကဘာဖြစ်လို့လဲ
ငါဘာဖြစ်ဒီလို social comparison လုပ်လိုက်တဲ့အခါမှာကိုကတင်ငယ်စိတ်အားငယ်စိတ်ဒီအများကြီးဝင်သွားနိုင်တယ်အဲ့တော့ Chris blog ကိုကြည့်တဲ့သူ Chris ရဲ့ content တွေဖတ်တဲ့သူဆိုရင် Chris အဓိကထားပြောချင်တာကိုယ့်ရဲ့ journey ကိုသူများနဲ့ compare မလုပ်ဖို့အတွက်ကို Chris အဓိကထားပြီးပြောတယ်ပြီးတဲ့အခါမှာဒီတယောက်နဲ့တယောက်က background တွေမတူကြဘူးရှိတဲ့ experience တွေ skill set တွေကမတူကြဘူးမတူကြတဲ့အတွက်ကြောင့်မို့လို့သူကတော့ရတယ်ငါတော့ဘာလို့မရလဲဆိုတာမျိုးcompare မလုပ်ဖို့အဓိကထားပြီးပြောချင်တယ်ပြီးတဲ့အခါမှာ Chris ကလည်းဒီရခဲ့တဲ့အလုပ်တွေက Chris လိုချင်တဲ့ banking လုပ်ကြဖို့အတွက်ဆိုရင်ဒီတစ်နှစ်ကြာအောင် Chris စောင့်ခဲ့ရတယ် Chris visa ချင်းပြီးတော့မှ banking ကိုပြန်လျှောက်ရတယ်ဆိုတော့တခြားကိုမမြင်ရတဲ့အကြောင်းတရားတွေကလည်းရှိတယ်အဲ့အတွက်ကြောင့်မို့လို့ကိုဘာလို့မရလဲသူကဘာလို့ရလဲဆိုပြီးတော့ကိုအပြစ်တင်ဖို့ကို Chris အားမပေးချင်ဘူးရောက်တဲ့နေရာမှာအကောင်းဆုံးကြိုးစားဖို့ကိုပဲ Chris အားလုံးကိုတိုက်တွန်းနေပါတယ်ဟုတ်ကဲ့ပါနောက်ထပ်တစ်ခုသိချင်တာကကြတော့ဒါကြောင်တက်တဲ့လူတွေအတွက်ကောနောက်ပြီးတော့မှအလုပ်ကြီးပဲတက်လာလောက်တဲ့လူတွေအတွက်ကောပေါ့နော်ဒီ language barrier နဲ့ပတ်သက်ပြီးတော့ဘယ်လိုမျိုးအခြေအနေရှိလဲအရန်ခက်ခဲလားဒါမှမဟုတ်လို့ရှိရင်ဒီတယောက်နဲ့တယောက်ဒီ connect လုပ်ရတဲ့အချိန်မှာပေါ့နော်ဒီ language ကဘယ်လိုမျိုးတွေသွားလဲဒါကတော့လူတိုင်းသိချင်တဲ့ဒီ basically အကြောင်းအရာလေးဆိုဒါလေးပြောပြပေးပါဦး New Zealand ကတော့ main speaking language က English ဖြစ်တယ်အဲ့အတွက် English စာစကားပြောတတ်တဲ့သူ communication skill ကောင်းတဲ့သူဆိုလို့ရှိရင်လည်းအလုပ်ရဖို့အတွက်က chance ပုံများတယ်ပြီးတဲ့အခါမှာဒီမှာပြောတဲ့သူတို့Maori စကားတော့ရှိတယ်ဒါပေမဲ့အဲ့ဒါက office language ပေါ့နော်ဒီ official သုံးတဲ့ language တော့မဟုတ်ဘူးဒါပေမဲ့အင်္ဂလိပ်လိုကတော့များတော့အပြင် office တိုင်းမှာသုံးကြတယ်ဆိုတော့ Chris တတိထားမိတာကစင်ကာပူကလာတဲ့လူတော်တော်များများကတော့ language barrier နည်းပေမဲ့ဗမာပြည်ကလာတဲ့လူတော်တော်များများမှာတော့ language barrier ဖက်ခဲကြုံတွေ့နိုင်တယ်ဒါက culture ချော့ကြောင့်လည်းဖြစ်နိုင်တယ်လို့မျိုးကိုနေ့တိုင်းပြောနေကြမဟုတ်တဲ့အခါမှာနားလည်ပြီးနဲ့ပြောမထွက်တဲ့ဟာမျိုးဖြစ်တတ်တယ်ပေါ့နော်ဒါကတော့အများဆုံးကြုံတွေ့ရတဲ့ language barrier တစ်ခုဖြစ်တယ် Chris မှာက language barrier ကများတဲ့ဆိုင်တိတ်မရှိဘူးပြီးတဲ့အခါမှာ Chris ရဲ့အလုပ်လုပ်တဲ့ပတ်ဝန်းကျင်တွေကနေ့တိုင်းစကားပြောရတဲ့ပုံစံဖြစ်တဲ့အတွက်Chris ဒီ communication ဘိုင်းမှာတော့အင်္ဂလိပ်စာကိုပြောချင်တယ်ပြောတတ်တယ်ပြီးတော့အရင်စင်ကာပူကလုပ်ခဲ့တဲ့အလုပ် experience ကြောင့်ပဲဒီ communication ဘိုင်းမှာတော့အခက်အခဲမရှိခဲ့ဘူးပေါ့အဲ့တော့တခြားဒီ blog ကိုကြည့်နေတဲ့သူတွေဒီ content ကိုနားထောင်နေတဲ့သူတွေလည်းအကယ်၍သူက banking ကိုစိတ်ဝင်စားတယ်ဒါမှမဟုတ် New Zealand ကိုလာပြီးတော့အလုပ်လုပ်ချင်တယ်စိတ်ဝင်စားတယ်ဆိုလို့ရှိရင် Chris က communication ဘိုင်းမှာအင်္ဂလိပ်စာကိုတိတိကျကျကျွမ်းကျင်တတ်မြောက်ဖို့အတွက်ကိုပြင်ဆင်ဖို့လည်းChrisကအကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့ခုနကတော့မိကုန်းမှာ Crystal ပြောသွားတယ်လေ Crystal ဒီအလုပ်ကိုရဖို့အတွက်ကို Crystal လည်းတစ်နှစ်လောက်စောင့်ခဲ့ရတယ်ဆိုတော့ဒီစောင့်ခဲ့ရတဲ့တစ်နှစ်အပိုင်းခြားတွင်းမှာရော Crystal ရက်တီချက်အတွက်ကိုဘယ်လိုမျိုးပြင်ဆင်နေခဲ့ရလဲစိတ်ကောလူရောအတွက်ပေါ့နော်ဒါလေးပြောပြပေးပါဒီတစ်နှစ်အတွင်းမှာလည်းကိုက reason ကိုသိသွားပြီလေသူတို့ကငါတစ်နှစ်ပြီးသားကြောင့်မို့လို့ဒီကိုယ့်ရဲ့ resume က AI ကိုတော့ pass မဖြစ်ဘူးပေါ့အဲ့တော့တစ်နှစ်အတွင်းမှာငုတ်တုတ်ထိုင်ပြီးဘာမှမလုပ်သေးနဲ့တော့ထိုင်ဆောင်မနေနိုင်ဘူးကိုယ့်အတွက်အကျိုးရှိမယ်ပတ်စံရှာမယ် skill ရှာမယ်ဆိုတော့ရတဲ့အလုပ်ကိုဝင်လုပ်တယ်ဒီမှာဆုံး30ဒီအောင်မှာအလုပ်ဝင်လုပ်တယ်ဒီမှာအလုပ်ဝင်လုပ်ရင်းနဲ့ it's a retail job ဒါပေမဲ့30ဒီကနေမှတဆင့်သူတို့နဲ့ customer နဲ့စကားပြောတဲ့အခါမှာသူတို့ရဲ့ပြောပုံဆိုပုံတွေသူတို့ရဲ့အလုပ် culture အကြောင်းတွေပြီးတဲ့အခါမှာ need to be conversational ဒီစကားပြောတွေအားစအများကြီးလေ့လာသင်ယူရတယ်ဘာလို့ဆိုဒီနိုင်ငံတစ်ဖြစ်တဲ့အခါကျတော့သူရဲ့ culture အကြောင်းတွေလည်းကိုကအများကြီးလေ့လာသင်ယူခွင့်ရခဲ့တယ်အဲ့ဒီကနေမှတစ်ဆင့်ဒီတခြား office job ဖြစ်တဲ့ zero မှာအလုပ်လျှောက်ခဲ့တယ်အဲ့ဒီ zero မှာအလုပ်ရတဲ့အခါကျတော့လေဒီ zero office မှာအလုပ်သွားလုပ်ရတယ်ပေါ့နော်ဒီမှာလည်းသူစသင်ယူလေ့လာခွင့်ရတဲ့အရာကြီးအများကြီးရှိခဲ့တယ်ဘာလို့ဒီ company က accounting company တစ်ခုဖြစ်တဲ့အခါကျတော့ဒီနိုင်ငံရဲ့ tax အကြောင်းတွေ accounting အကြောင်းတွေဒါတွေကိုလည်းလေ့လာသင်ပေးရတယ်ဒါကကိုစောင့်နေတဲ့အချိန်တွင်းမှာကိုပဲဒီတိုင်းငုတ်တုတ်ထိုင်စောင့်နေရမှာမဟုတ်အလုပ်လုပ်ရင်းနဲ့သင်ရင်းနဲ့ပဲကိုတိုးတက်ရလမ်းကြောင်းရှာရင်းနဲ့ပဲဒီတစ်နှစ်ကိုဖြတ်တန်းနေတယ်အဲ့ဒီအချိန်မှာလည်းတခြားသူတွေကတော့ရှိမယ်သူကဘာလုပ်နေရလဲဆိုပြီးတော့ဝေဖန်ပုတ်ခတ်တဲ့ဟာမျိုးတွေလည်းရှိခဲ့တာပဲလေဒါပေမဲ့ Chris focus ထားတာကသူများဝေဖန်ပုတ်ခတ်တဲ့ပြောဆိုမှုတွေကြားမှာကိုစိတ်သက်ကြပြီးတော့နေခဲ့တာမဟုတ်ဘူးကိုတိုးတက်ဖို့အတွက်ကိုတင်ယူရမယ့်အရာတွေပဲ focus ထားပြီးတော့လေ့လာသင်ယူခဲ့တာဖြစ်တယ်ပေါ့နော်ဒါကတော့ဒီတစ်နှစ်အတွင်းမှာဒီတန်လောက်ရဖို့အတွက်စောင့်နေနေပဲ
အလုပ်လုပ်ရင်းနဲ့ပဲကိုဒီလိုမျိုးအားတက်အောင်နေထိုင်ခဲ့ပါတယ်မှာဟုတ်ဟုတ်ကဲ့ပါဆိုတော့နယူးဇီလန်ကိုလာမဲ့ဒီအခုကျောင်းနယ်ပဲဖြစ်ဖြစ်အလုပ်နယ်ပဲဖြစ်ဖြစ်ပေါ့နော်ဒီ migration ကြောင့်ပဲဖြစ်ဖြစ်လာမဲ့လူငယ်တွေလူတွေရှိမယ်ပေါ့နော်သူတို့အတွက်ဆိုလို့ရှိရင်အရင်ဆုံးဘာတွေကပြင်ဆင်ထားတင်လဲဆိုတာကို Crystal ပြောပြပေးပါအောင်ဟုတ်ကဲ့ဆိုတော့နိုင်ငံတစ်ခုကြောင်းရမယ်ဆိုလို့ရှိရင်ဒီစတို့ကအစကနေပြန်ပြီးတော့စရမှာအစအနေဆိုတဲ့နေရာမှာကိုကပတ်စံရှိလို့ပဲဖြစ်ဖြစ်ပတ်စံမရှိလို့ပဲဖြစ်ဖြစ်ပညာတက်လို့ပဲဖြစ်ဖြစ်ပညာမတက်လို့ပဲဖြစ်ဖြစ်ဒီနိုင်ငံရဲ့ညီကိုစမင်းလိုက်ပြီဆိုတာ ਨੇ ကိုကသူ့နိုင်ငံရဲ့အနေအထားတွေသူ့နိုင်ငံရဲ့ rules and regulation တွေသူ့ရဲ့အလုပ်လုပ်ပုံပြောပုံဆိုပုံတွေ culture တွေ start from zero အကုန်လုံးစနေပြန်လေ့လာသင်ယူရမှာဖြစ်တဲ့အတွက်စိတ်သက် resilient ရှိဖို့ကအရင်အရေးကြီးပါတယ်လွယ်နဲ့စိတ်သက်မကြဘူးကိုလည်းဖြစ်စေကတိုက်တွန်းပြောကြားခြင်းပါတယ်ပြင်ဆင်ရမယ့်အရာတွေထဲမှာတော့အဓိကတော့စိတ်သက်ပါပဲစိတ်သက်ကြက်ခိုင်ပြင်ဆင်ထားပါပြီးတဲ့အခါမှာ financial ဘိုင်းပေါ့နော်နယူးဇီလန်ကအလုပ်ရှာရလွယ်ကူတဲ့နိုင်ငံတွေမှာတော့မပါဘူးအဲ့အတွက်ကြောင့်မို့လို့ကိုဒီနေထိုင်မဲ့အချိန်တစ်ခုအတော်အတွင်းမှာလုံလောက်တဲ့ saving ရှိအောင်ပေါ့နော်ကြိုတင်စီစဉ်ထားဖို့အတွက်လည်းအကြံပေးခြင်းနဲ့ပြီးတဲ့အခါမှာဒီနိုင်ငံရဲ့ main language က English speaking country ဖြစ်တဲ့အတွက်အင်္ဂလိပ်စာကိုတိချာတွင်ပြောတတ်အောင်လေ့လာသင်ယူထားဖို့ပြင်ဆင်ထားဖို့ကိုလည်းဒီစကအကြံဉာဏ်ပေးခြင်းပါတယ်ရှင်ဟုတ်ကဲ့ပါဆိုတော့နောက်ဆုံးအနေနဲ့ Crystal ဘက်ကဒီအကြံပြုစကားလေးပေါ့နော် Crystal ရဲ့ဒီအမြဲတမ်းဒီကိုရဲ့စိတ်နဲ့ပတ်သက်ပြီးတော့မှကိုရဲ့ခံယူချက်မျိုးပဲဖြစ်ဖြစ်လူငယ်တွေကိုဒီဆက်ပြီးတော့မှဒီတွန်းအားဖြစ်စေမဲ့အကြောင်းအရာလေးတွေဒါလေးတွေ sharing လုပ်ပေးပါအောင်ရှင်။ Okay နိုင်ငံပြောင်းဖို့ migration လုပ်ဖို့အတွက်အစီအစဉ်ရှိတဲ့လူငယ်လေးတွေအတွက်ကိုဒီစကအကြံဉာဏ်ပေးချင်တာအခုနောက်ပိုင်းမှာနိုင်ငံတော်တော်များများကဒီ migration journey မှာဆိုလို့ရှိရင် point system နဲ့တွားတဲ့အခါမှာဘယ်qualification တခုရရှိထားလို့ရှိရင်ဒီအမှတ်ကပုံများတယ်ပေါ့နော်အဲ့တော့ကိုကနိုင်ငံပြောင်းဖို့ရည်ရွယ်ချက်ရှိထားတယ်ဆိုလို့ရှိရင်ဝဲတခု qualification တခုရအောင်တော့ယူထားစေချင်ပါလေပြီးတဲ့အခါမှာဒုတိယတစ်ချက်လေးနဲ့ထပ်ပြီးတော့ပဲပြောရမှာကအင်္ဂလိပ်စာတက်ဖို့ပေါ့နော် English speaking country သွားမယ်ဆိုလို့ရှိရင်အင်္ဂလိပ်စာသင်ချင်းကြီးတက်ထားဖို့အတွက်ကိုထပ်ပြီးတော့ပြောချင်ပါတယ်နောက်နံပါတ်3ချက်အနေနဲ့ကတော့ကိုယ်ရဲ့ယုံကြည်ရာဘာသာကြားဆိုင်ပြီးတော့humble ဖြစ်ဖို့အတွက်ကိုလူငယ်လေးတွေကိုလည်းပြောချင်ပါတယ်ဘာဖြစ်လို့လဲဆိုရင်အခုနောက်ပိုင်းမှာပေါ့နော်တော်တော်များများကအရန်ကိုတိုးတက်နေတဲ့ဖြစ်ကြီးမှာလူချင်းသိရမယ်ဟာကိုဘယ်လိုပြောမလဲဝင်လေးတက်ကြတယ်ဆိုတော့ကိုမသိတာရှိရင်ကိုကလူငယ်ပြီးသိတဲ့သူတွေရှိရနေပြီးတော့လေ့လာစီးပူးတည်ဖို့အတွက်ပြီးတဲ့အခါမှာ humble ဖြစ်ပြီးတော့မှကို focus လုပ်ပြီးတော့တိုးတက်ရဖို့ကျန်စားဖို့အတွက်ကိုပဲဖြစ်စရာအကြံပေးချင်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်အခုလိုမျိုးအများကြီးပြပြပေးသွားတဲ့အတွက် Crystal ကိုကျေးဇူးအများကြီးတင်ပါတယ်အခုလိုအချိန်ပေးတဲ့အတွက် Smart အစီအစဉ်ကနေပြီးတော့မှဖွဲ့သားအားလုံးကလည်းကျေးဇူးတင်တယ်လို့ပြောချင်ပါတယ်ရှင်